လူတယောက်အေးချမ်းမှုကကိုမပူလောင်မှုတော့လိုတယ်အဲ့ဒီမပူလောင်ခြင်းဖြစ်ဖို့ဆိုတာမျိုးကလည်းဘယ်သူကိုမှမမုန်းမို့လဲလိုတယ်နော်ကျမကိုလူတရားမှာ10ယောက်လောက်ကြည့်မရသူလေးတွေရှိကောင်းရှိနိုင်တယ်ရှိပါတယ်နော်အဲ့လိုလူလေးတွေကိုကျမကပြောချင်တာကကိုကမကြည့်နိုင်ဘူးဆိုလို့ရှိရင်ဘလောသွားလိုက်ပါလို့ပြောချင်ပါတယ်ရှင်နောက်ပြီးတော့လေကျမရဲ့အကျင့်စရိုက်ကလေးကိုပြပြမယ်နော်ကျမဆိုလို့ရှိရင်တက်တော်မှာဖင်လောက်တဲ့သူတွေလည်းတက်တယ်ကျမမကြိုက်တဲ့အရာလေးတွေလည်းတက်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုကျမကမမုန်းဘူးသီလားကျမမကြည့်ချင်းကြော်သွားလိုက်တယ်ကျမအကျင့်ကိုပြပြတာနော်အခုဆိုလို့ရှိရင်မင်းသားကွယ်စံရီမိုးတို့အောင်စဘူးဆိုလာကွယ်အဲ့လိုမင်းသား2ယောက်တွဲလေးတွေကော့မတီထဲမှာတွေ့နေရတယ်ပေါ့နော်တယောက်နဲ့တယောက်ဘောနော်သူ့အားပေးရလူကိုအားပေးရလူရန်နေဖြစ်နေကြတာကွယ်သီလားပူလောင်ရတာပေါ့ကွယ်နော်ကျမဆိုလို့ရှိရင်လေအဲ့ဒီမင်းသား2ယောက်ခလုံးကိုမကြိုက်ဘူးကျမရဲ့စိတ်အနေထားတစ်ခုဆိုလို့ရှိရင်လေဘောနော်မင်းသားတွေဆိုလို့ရှိရင်ချော့တယ်မင်းသားဆိုကျမငငယ်လေးကလေးကမကြိုက်ဘူးဒါပေမဲ့ကျမမုန်းလားဆိုလို့ရှိရင်မမုန်းဘူးသီလားဘသူကိုမှမမုန်းဘူးကျမကြည်နိုင်တယ်ကြည်ပြီးရင်ကျမဘောနော်အထိပ်ပဲသီးလောက်ရင်ကျမကြောပလိုက်တယ်ဖင်လောက်ထားကိုတွေ့တယ်မလားဖင်လောက်ထားကိုတွေ့ရင်လည်းကြောပလိုက်တယ်အဲ့လိုမျိုးကျမစိတ်တက်ကိုပြပြတာနော်ဘသူကိုမှဘလော့တာလည်းမရှိဘူးခုကျမရဲ့တက်တော့အကောက်တွေမှာကော့မတီထဲမှာဆိုရှင်ကျမအမြင်မကြည့်လို့လာမှန်းတယ်သူတွေဆိုရှင်ကျမမဘလော့ဘူးသီလားအမြင်ဆိုတာကလူတိုင်းမတူညီနိုင်ဘူးဖြတ်တန်းတဲ့ဘဝတွေလည်းမတူညီနိုင်တဲ့အတွက်ကွဲပြားပိုင်ခွင့်ရှိတယ်တို့ပင်ညတော့လဲရိုင်းဆိုင်ပေါ့နော်ဘယ်လိုခေါ်ရမလဲရုံညံ့နဲ့စကားလေးတွေပြောတယ်ဆိုရင်တော့ကျမအဲ့လိုလူတွေကိုဘလော့မှာနော်အဲ့လိုလူတွေကိုဘာဖြစ်လို့ဘလော့မှာလဲဆိုရင်ကျမကမုန်းလို့ဘလော့တာတော့မဟုတ်ဘူးကျမကြောင့်တစ်ဖက်လူတွေမှာပူလောင်နေရတာမျိုးကိုကျမကကိုပေါ့နော်ငရဲပေးတယ်လို့ဖြစ်မှာဆိုလို့ပါရှင်ကဲကျမအခုလိုပြရတဲ့အကြောင်းကြီးကျမစိတ်ထဲမှာလည်းဘာမှလည်းမဖြစ်သလိုပေါ့နော်ဘယ်လိုပြောမလဲကျမပြောတဲ့စကားလေးတွေကိုအတိတ်ပဲကိုသိရလူဆိုလို့ရှိရင်ရှောင်ကျင်နိုင်လို့ရတယ်ဘောနော်အေးချမ်းအောင်နေလို့ရတယ်ဆိုတာကိုပြောချင်တာပါရှင်ကျမဆိုလို့ရှိရင်ဟိုးနုစဉ်ဘောနော်စိတ်နုတဲ့အချိန်တုန်းကဆိုလို့ရှိရင်လေသိလားမုန်းတဲ့လူရဲ့အမြင်ကတ်တဲ့လူရဲ့ရှိတယ်တို့ပင်ညတော့လဲကျမကဘသူ့ကိုမှမမုန်းတော့တဲ့တနေ့လဲကြာရောကျမအေးချမ်းသွားရောကျမနေတဲ့အနေထားတစ်ခုကိုပြပြတာနော်ကဲကျမအဖတ်ထဲမထားအောင်နော်သိလားရှင်တို့ကိုသဘာဝအတိုင်းကိုပြပြခြင်းတို့အားလုံးကိုလည်းချစ်ပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ပါနော်ကျမပြောတဲ့စကားအဓိပ္ပာယ်လေးတွေနားလည်နိုင်ကြပါစေဘူးသူတာတွေရကြပါစေလို့ကျမကဆုတောင်းပေးချင်ပါတယ်ရှင်အားလုံးကိုလည်းချစ်ပါရနော်